မင်္ဂလာပါရှင်ဒီနေ့ကစကားအောင်လေးချန်ပီယံသွားတဲ့ခီးစဉ်လေးဖြစ်ပါတယ်ဒါကတော့စကားဝင်ခါနီးမှာမြင်နေရတဲ့ရှုခင်းလေးတွေပဲဖြစ်ပါတယ်ရှင်စကားကဒီ channel မမေရဲ့မွေးရဲ့ဇာတိမီဖြစ်ပါတယ်ရှင်ဒီ channel ရဲ့ channel မမေရဲ့သား2ယောက်သမီး2ယောက်ရဲ့ဒီ6ယောက်ပဲသွားခဲ့တဲ့ခီးလေးဖြစ်ပါတယ်ရှင်စကားအရှိကမ်းမှာကားထားပြီးတော့အနောက်ကမ်းကိုမော်တော်လေးနဲ့ခုဖြတ်နေရပဲဖြစ်ပါတယ်ရှင်ဒီ channel မေမေမမ9ယောက်ရှိတာဒီ channel မေမေ1ယောက်ပဲတောင်ကြီးမှာရှိပြီးတော့ channel 10ယောက်လုံးကစကားမှာရှိပါတယ်ရှင်ဒီစကားကိုသွားပြီးဆိုရင်လည်းအရင်ပြောဖို့ကောင်းပါတယ်ကလေးလေးတွေကလည်းဒီလွတ်လပ်မှုလေးအရင်ကြိုက်ပါတယ်တဘာဝနဲ့ချစ်တွေ့ရတဲ့အရာတွေလည်းဒီကောင်လေးတန်နေရပြီးတော့မှပျော်ရွှင်မှုကဘာနဲ့မှမတူပါဘူးရှင်ဒီရှာတော့ဒီ channel မမေငယ်ကလေးကသူ့ဖေဖေမေမေနဲ့အတူတူနေခဲ့တဲ့စကားကပဲချင်းတတော်နေထွေးတဲ့အိမ်လေးပါရှင်ဒီမှာချက်ဖို့ဝတ်သားထုတ်ကိုလာပြီးတော့မှပြခဲ့ပါတယ်ပြီးတော့တခေါင်ဖျားကိုသွားဖူးမှာပဲဖြစ်ပါတယ်ရှင်ဟိုအရှိမအင်းပြင်းကျဲကြီးနဲ့အပေါ်မှာမြင်နေရတာလေးတော့တောင်ပေါ်ဖျားပဲဖြစ်ပါတယ်ရှင်ပြီးတော့မှအရင်တော့ကဘလူးချောင်းအနားမှာရှိတဲ့ခြေလဲကောင်ကဖျားလေးတွေကိုလည်းမြင်ရမှာပဲဖြစ်ပါတယ်ရှင်ဒီဖျားတွေကြော်ပြီးတော့ဒါကတော့သူရဲ့ဘုံကြီးကျောင်းမှာဟိုရှိမှာတော့တာခေါင်ဖျားကိုရောက်တော့မှာပဲဖြစ်ပါတယ်ရှင်တာခေါင်ဖျားကလောင်းစုသူမင်းကြီးတက်ခဲ့တဲ့သမိုင်းဝင်ဖျားပဲဖြစ်ပါတယ်ရှင်ဆုတောင်းလည်းပြပါတယ်ဒီတစ်ခါသွားတာအမေရဲ့ဒီ channel ရဲ့ကလေးလေးယောက်ရဲ့ပဲဖြစ်နေတာမို့နောက်တစ်ခါသွားရင်ဒီသားစုစုံစုံလေးနဲ့အဆောင်ကလေးနဲ့တူတူဖူးမြင်ခြင်းနဲ့ဆိုပြီးတော့ဆုတောင်းခဲ့ပါတယ်ဒါကတော့ဆုတောင်းပြီးတာခေါင်ဖျားပါရှင်ပြီးတော့ဖျားရဲ့တရားဖက်မှာဖျားတက်တော်မူတော်တွေကိုလည်းဘုံမျှော်ရအောင်လာရောက်လူတန်းထားတာတွေကိုတွေ့ရပါတယ်ရှင်ပြီးတော့အနောက်ဘက်ကိုသွားရင်ကြောင်းတော်မူရှိပါတယ်ကြောင်းတော်မူကလည်းအရန်ကိုဆွတောင်းကြည့်ရပါရှင်တစ်ခါတစ်ခါလောက်ဖြစ်တော့အင်းလီစကားတာခေါင်ဖျားကိုလာလဲစေချင်ပါတယ်ရှင်ပြီးတော့ဒါကတော့အမရရတာခေါင်ရောက်တိုင်းတပုံရိုက်ဖြစ်ပါတယ်